Hey, baby. ကလေးဘာဖြစ်နေပြန်ပြီတော့ဒီဘက်ကိုလဲကြည့်အောင်လို့စိတ်ကောင်းနေပြန်ပြီမင်းရလို့ကွာအားနေစိတ်ကောင်းနေဘလူကြီးတော့ကိုဘာလို့မိလို့လဲကိုဘာလို့မိပြန်လို့လဲအခုနမင်းအဲ့ဘက်ကိုအဲ့ရလှုပ်ပေးနေတာလေကွာနည်းနည်းတော့ကြာမှာပေါ့မင်းရလဲအားနေပဲအလိုမကျဖြစ်เสียလားကွာအားနေမျက်မှောင်ကြီးကြုံပြီးတော့တခါပေးနေတုံရင်ဖွာရိုးပေါက်တော့မှမင်းအဲ့လောက်စိတ်ကောင်းနေမင်းကမကြည့်ကြီးနဲ့လာမကြည့်နေနဲ့တော့နော်မကြည့်ရင်လည်းအိတ်လိုက်တော့ကွာသွားမကြည့်မှငေါ့စကားလာပြောအဲ့ဒါဘယ်သွားမလို့လဲကိုမကြည့်ရင်အိတ်လိုက်ဆိုတာအခန်းထဲမှာပဲအိတ်ခိုင်းတော့လေအပြင်မှာအိတ်ခိုင်းတော့မဟုတ်ဘူးလေဘာလို့အပြင်မှာသွားရင်မှာတော့ဘယ်အခန်းပြန်မသွားနဲ့ဒီမှာလာအေးလို့လာပါလို့ဘေဘီကလည်းလာပါကွာလို့မိုင်လာချော့ခံမအောင်အမလည်းအမရဲ့လာပါအောင်လို့လာချော့ခံမအောင်ဒီမိုင်းကလည်းကောက်ဖို့ပဲကျွန်တော်မျိုးမှားပါတယ်ဗျာနော်အပြင်မှာချင်ချီသွားလိမ့်မယ်ဒီမှာပဲအိတ်ပါနော်အမရဲ့ဒီမှာအိတ်ပါလို့အမဒါစိတ်ကောက်တာပဲနော်အမအရန်စိတ်ကောက်တာပဲဘယ်သူကောင်းမှလေးလဲအဲ့လိုစိတ်ကောက်တာဘယ်သူအသေးတုံးလဲအရန်စိတ်မကောက်နဲ့အမရဲ့အမစိတ်ကောက်နေတဲ့လူကစိတ်ရှိတာမဟုတ်ဘူးအသေးရရင်ကြိုက်စားမိလိမ့်မယ်အမဘာလို့လာမချော့နဲ့လဲချော့တယ်ဘာဖြစ်လဲမကျင်တော့ဘူးလားမကျင်တော့ရင်ဖတ်နိုင်တယ်ကွာမလွတ်ဖို့မယုံနဲ့ချစ်လို့နာကွာချစ်လို့ဘာဖြစ်လဲချစ်လို့ပြန်စိတ်ဆိုလို့ကိုပြောတာမဟုတ်ဘူးလေကိုကယောက်ျားကြီးဖြစ်ပြီးဘေဘီကိုစိတ်ဆိုးစရာလားမင်းမငေါ့မကြည့်တော့အားကြောင့်အဲ့လိုပြောတာမဟုတ်ဘူးမင်းလို့ပြောတာမဟုတ်ဘူးဘေဘီကမှကိုမကြည့်ဘူးဖြစ်နေတော့အားကြောင့်မလို့ကိုကဘေဘီကိုအိတ်တော်လို့ပြောတာနော်ဘာလို့လဲဆိုတော့ဘေဘီကိုစိတ်ဆိုးမဲ့ဆိုင်အိတ်လိုက်ဘေဘီအေးရွာပါမယ်လေကွာဘေဘီကလည်းလိမ့်မှာပါတယ်ကိုကချစ်လို့ပြောတာဘေဘီအတွက်ပဲပြောတာတခုပြောလိုက်မယ်နော်မင်းကိုစိတ်ဆိုးရင်တော့မှကိုတကူဆုံးဖြတ်ချက်ချရင်အဲ့ဒါမင်းကောင်းမှုတော့ပဲကိုဆုံးဖြတ်ချက်ချတာတော့ပေါ့တယ်နော်စူတာမဟုတ်ပါဘူးကွာတခါတည်းကိုကနည်းနည်းလောက်ပြန်ပြောပြလိုက်တာနဲ့မျက်ရည်ဘူးကြီးလုံးလုံးကြားကျင်နေတဲ့ပုံနဲ့တခါတည်းဝမ်းနေပြီစပြီကြည့်ဘေဘီမယုံမနဲ့ဘေဘီရဲ့ဘာဖြစ်လို့လဲကိုကဖတ်ထားတော့နေလေလို့ဖတ်ပြီးတော့ကိုကအချိုးချောင်းရှင်းပြနေတော့စိတ်မဆိုးနေတော့ကွာနော်ဖတ်ပြီးတော့အိမ်မယ်ကွာနော်လို့ရာလီတို့ကတကူအေးနေတော့ဖတ်ပြီးကွေးမယ်နော်လို့နောက်နေကွာကိုအေးရလဲတေးချမြင်ခင်းမိမယ်ကွာနော်ဟောလို့ဒီလိုလဲအကြာကြီးမလုံးနေတော့အချင်းရောက်တာနဲ့ဘေဘီကိုရင်ဝင်နဲ့ခေါ်ထဲပြီးတော့အိမ်မယ်ဟုတ်ပြီလားနော်လို့ညဆောင်လည်းထိုးလိုက်တာတခါမျိုးလုံးကြီးဆွေးသွားလို့မလှပဲနေမယ်နော်မယုံလေးရေးချင်နေတော့မချို့မချင်းလေးလောက်လာအခုလာကလေးတော့ပြမယ်ကလေးပါကူမရတယ်မရဘူးကွာမရကြောက်ပြီလားမပြီလားနောက်ဆုံးမှလာပြောဒီလိုမှပေါ့ဘေဘီအရန်လိမ့်မလာပဲတလားဆိုရင်အခုအိပ်ပေါ်လို့တော့နော်ကိုပတ်ထားပဲမယ်အိပ်ပြောအိပ်တော့